အယောအတွက်ဆိုတာဘာလဲအယောအတွက်ဆိုတာယောတာကိုတွက်ပြီးယူလို့အယောအတွက်လို့ခေါ်တာအာဆရာအဲ့ဒါဆရာပြောမှလာတယ်ဗမာစကားကျွန်တော်တို့လက်တက်တယ်အေးမဟုတ်ဘူးဗဒိန်တရားတယောက်ကိုရွှေဆွဲကြိုးတစ်ချက်သားနဲ့တကုံသွားအပ်တယ်ဗဒိန်ဆရာအပ်တယ်ဒီတိုင်းအပ်လို့မရဘူးရွှေတစ်ချက်နဲ့တမတ်ပေးရတယ်ဘာကြောင့်လဲတမတ်သားသည်အပူစိုက်ရွှေလို့ခေါ်တယ်ဒီဆွဲကြိုးကိုနန်းဆွဲတယ်ထုတယ်ရိုက်တယ်ဗဒိန်သမား3ရက်လောက်လှုပ်ပြီးပြန်ပြီးတော့ဆွဲကြိုးတစ်ချက်တွေ final ရတဲ့အချိန်မှာပိုတဲ့ရွှေလေးကိုသူကြိုလိုက်တယ်ပိုတဲ့ရွှေကိုကြိုလိုက်တော့အဲ့ကြိုလိုက်တဲ့ရွှေကိုနဲ့ခုနဆွဲကြိုးနဲ့ပေါင်းချိန်လိုက်ရင်ဘယ်တော့သားရှိမယ်ထင်လို့လဲတစ်ချက်လေးပဲဒီတိုင်းရှိမယ်ထင်လို့လား no ရော့တစ်ချက်3ပဲ9ရွေးပဲကြံရင်ကြံမယ်3ပဲ6ရွေးပဲလဲကြံရင်ကြံမယ်အဲ့တော့ဗရိန်သမားနဲ့ဒီအပ်တဲ့ဗရိန်ဆရာနဲ့ပေးယူမှာဘာလာကြီးတယ်ဆိုတော့ဒီရော့နေတဲ့ရွှေကိုဘယ်သူပေးမှာလဲပြဿနာပုံမလာဘူးလားအဲ့တော့ဒီဇလန်မရှုပ်ရတော့အောင်လက်ခါတော့ဘယ်လောက်လဲမာလည်းမလုံးနဲ့တော့ကွာဒီရွှေရောင်းဆိုင်လည်းပတ်စံရတာပဲရွှေ equal to ပတ်စံပဲဟာကြီးကိုအဲ့တော့ဒီလိုလို့မင်းအဲ့ဆွဲကြိုးအရော့၄ရွေးယူလိုက်မင်းရဲ့လက်ခါကိုပိုရာယူလိုက်ဆိုတော့ပြောနေတာ၄ရွေးကွက်တီဖြတ်လိုက်တစ်ချက်3ပဲ၄ရွေးဗရိန်ဆရာကိုပြန်အပ်လိုက်တယ်ပိုတဲ့၄ရွေးမှာရော့သွားတဲ့2ရွေးဗရိန်သမားခံအဲ့2ရွေး3ရွေးကိုသူကသူ့ဝန်းစာအတွက်ရောင်းစားတယ်အဲ့ industry ကအဲ့လိုလေပတ်တာဒါကြောင့်ရော့သွားတဲ့ရွှေရဲ့အရော့ကိုတွက်လို့အယောတွဲလို့ခေါ်တာဟာဆရာအဲ့ဒါဆိုလက်သမားဘီလိုလောက်တဲ့ရေပေါ်သားရော့သွားတယ်ရောင်းစားလို့မမရတာရွှေမှပြန်မဖြစ်တာပြန်ကြိုလို့မမရတာဒါကြောင့်ကျွန်တော်တို့ကအယောရက်ဆိုတာဗမာ industry ထဲမှာရှိနေအောင်ပဲဒါတော့ဟုတ်ပြီတချို့ကပြောတယ်ဟာဆရာလည်းနိုင်ငံခြားသွားလို့ရှိရင်လည်းအယောရက်မပေးအောင်ဘာလို့မပေးအောင်ဟာ 18K ဒဂရမ်ဘလောက်ဆိုရှင်းတယ်ပတ်စံပေးလိုက်ပြီးရောအဲ့ဒဂရမ်မှာ तू က plus labor